မျိုးသမီးတယောက်လှည့်ကြည့်လိုက်တဲ့အချိန်မှာပဲကြောက်စရာကောင်းတဲ့မြင်ကွင်းတစ်ခုကိုရင်ဆိုင်လိုက်ရပါတယ်။ပေါင်တရနီးပါးအလေးချိန်ရှိတဲ့တံပိုင်လုံးတစ်ချောင်းကလေထဲမှာတဝီဝီမြည်ရင်ကောင်းကင်ဘော်ကနေသူမစီကိုတက်တက်မတ်မတ်ပြုတ်ကျလာနေခဲ့ပါတယ်။သူမကအချိန်မီမြေပြင်ပေါ်ကိုလှည့်ချလိုက်တဲ့အတွက်အသက်ဘေးကနေတီတီလေးလွတ်မြောက်သွားခဲ့ပါတယ်။တံပိုင်လုံးကြီးကနားကွဲမတက်ကျေလောင်တဲ့အတန်ကြီးနဲ့အတူအဆောက်အုံကိုထိုးဖောက်ဝင်တိုက်သွားပါတော့တယ်။ဒါပေမဲ့မြေပြင်ပေါ်ကလမ်းသွားလမ်းလာတွေကတော့သူမလောက်ကမကောင်းခဲ့ပါဘူး။တချို့ဆိုချက်ချင်းပဲထိမှန်လဲကျသွားခဲ့တယ်။ဘသူမှဘာမှမလုပ်နိုင်ခင်မှာပဲနောက်ထပ်အနေရဲ့အသစ်တစ်ခုထပ်မံကျရောက်လာခဲ့ပါတယ်။ထိန်းချုပ်လို့မရတော့တဲ့ grain ကားကြီးတစ်စီးကအဆောက်အုံကိုရုတ်တရက်ဝင်ဆောင်တိုက်လိုက်တာကြောင့်အဆောက်အုံရဲ့ထောက်တစ်ချမ်းလုံးချက်ချင်းပဲပြိုကျသွားပါတော့တယ်။မျိုးသမီးမှာထွက်ပြေးဖို့အချိန်မရလိုက်ပါဘူး။တိုက်ခတ်မှုရဲ့အရှိန်ကြောင့်သူမကျမ်းပြင်ပေါ်ကိုပြင်းပြင်းထန်ထန်လဲကျသွားခဲ့တယ်။စိတ်တက်ကြအစနဲ့ပဲသူမကတယ်လီဖုန်းကြိုးတစ်ချောင်းကိုလှမ်းဆွဲလိုက်ပါတယ်။ဒါပေမဲ့ကြိုးကသူမရဲ့ကိုယ်လေးချိန်ကိုမခံနိုင်ခဲ့ပဲဖြောင်းခနဲ့အတန်ကျင်နဲ့အတူပြတ်ထွက်သွားခဲ့တယ်။သူမကအဆောက်အုံရဲ့ဘေးနံရံကနေရှော့ကျသွားခဲ့ပြီးမပြုတ်ကျအောင်အစွန်းတစ်ခုကိုအသေးတန်ဆုပ်ကင်ထားခဲ့ရပါတယ်။အဲ့ဒီခိုက်တက်မှာပဲအောက်ဘက်မှာရှိနေတဲ့သတင်းထောက်တစ်ယောက်ကဒီမြင်ကွင်းကိုသူ့ကင်မရာနဲ့တိုက်ဆိုင်မှတ်တမ်းတင်ပြီးသွားခဲ့ပါတယ်။သူတေချာကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီမှာတွဲခိုနေတဲ့အမျိုးသမီးဟာအနီးအနားကရဲရာရှိတစ်ယောက်ရဲ့သမီးဖြစ်နေမှန်းသဘောပေါက်သွားခဲ့တယ်။ရဲရာရှိကသတင်းကြားချင်းသူ့သမီးကိုမောကြည့်လိုက်ပြီးသူမအားတင်ထားနိုင်ပါစေလို့စိတ်ထဲကနေတိတ်တိတ်လေးဆူတောင်းနေခဲ့ပါတယ်။ဒါပေမဲ့အန်ရီယယ်ကမပြီးဆုံးသေးပါဘူး။လေးလံနဲ့ရုံသုံးစပွဲကြီးတစ်လုံးကသူမရှိရဘက်ကိုရှော့တိုက်ကြလာနေခဲ့ပါတယ်။တေးရရှင်ရေးကြကနောက်ဆုံးခိုက်တန့်လေးမှာပဲသူမကဗီဇအသီးစိမ့်နဲ့ထိုးထွက်နေတဲ့တံပိုင်လုံးတစ်ချောင်းကိုအမိရလှမ်းဆွဲလိုက်နိုင်ခဲ့တယ်။ဒါပေမဲ့ဒီထက်ပိုကြီးမားတဲ့ချင်းချောက်မှုတစ်ခုကအရှိန်ပြင်းပြင်းနဲ့ချင်းကပ်လာနေခဲ့ပါတယ်။အဲ့ဒါကတော့ထိန်းချုပ်မရတော့တဲ့ grain ကားကြီးကသူမစီကိုအလွန်ပြင်းထန်တဲ့အရှိန်နဲ့ပြေးဝင်လာနေတာပါပဲ။နောက်ဆုံးမှာတော့ကြီးမားလာတဲ့တိုက်ခတ်မှုအရှိန်ကသူမကိုနောက်တစ်ကြိမ်ထပ်မံရိုက်ခတ်သွားခဲ့ပါတော့တယ်။